အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ database ရဲ့ lesson 3သင်ခန်းစာဖြစ်တဲ့ဒီ filtering data ဆိုတဲ့သင်ခန်းစာအကြောင်းကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အရှိရသင်ခန်းစာမှာကျွန်တော်တို့ပြောသလိုပဲဒီ where clause ကိုအသုံးပြုပြီးတော့မှဒီ data တွေကိုဘယ်လိုမျိုး filter လုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီ comparison operator တွေကိုအသုံးပြုပြီးတော့မှကျွန်တော်တို့လေ့လာသွားကြမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတကယ် real world database တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီtable records ထဲမှာတင်ထားတဲ့ဒီ data တွေအကုန်လုံးကျွန်တော်တို့ရယူလို့မရှိဘူးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ data တွေကိုပဲကျွန်တော်တို့တွေက filter လုပ်ပြီးတော့မှရယူပြီးရှိပါတယ်အဲ့လိုမျိုး filter လုပ်ပြီးတော့မှကျွန်တော်ရယူနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ where clause ကိုကျွန်တော်တို့သုံးပေးရတယ်ပေါ့နော်အကေ where clause ကကျွန်တော်တို့မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ data ကျွန်တော်တို့လိုချင်တဲ့ data တွေကိုကျွန်တော်တို့ရမှာမဟုတ်ဘဲနဲ့ဒီ table ထဲမှာတင်ထားတဲ့ဒီ data တွေအကုန်လုံးကျွန်တော်တို့ရယူနေတယ်ဖြစ်နေမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ where clause ကအရေးကြီးပါတယ်The web clock ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ table တွေဒီ record တွေထဲမှာတင်ထားတဲ့ကိုလိုချင်တဲ့ data တွေကိုပဲကျွန်တော်တို့ဒီရှာတဲ့နေရာမှာအဓိကအထောက်အကူပြုရပေါ့နော်အဲ့တော့ကျွန်တော်အရှိမပြောလို့ပဲကျွန်တော်ဒီနေ့မှာတော့ဒီ web clock ကို data တွေကို filter လုပ်တဲ့နေရာမှာကျွန်တော်ဒီ compression operator ကိုကျွန်တော်ဒီနေ့သုံးတော့မှာလေ့လာတော့မှာပဲဖြစ်ပါတယ်compression operator တော့ကျွန်တော်ဒီ programming language တွေမှာပါတဲ့ဒီ operator တွေနဲ့အတူတူပဲပေါ့နော်ဒီမှာequal to ရှိမယ်ပြီးလို့ရှိရင် greater than ရှိမယ် less than greater than or equal less than or equal ပြီးလို့ရှိရင် not equal to တို့ရှိတယ်ပေါ့နော်အဲ့တော့ဒီ programming language ကိုသင်ပို့တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဟာသိပြီးတော့မှထွေတူမခတ်ဘူးပေါ့နော် okay ကျွန်တော်တို့ဒီမှာပြန်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်ဒီ equal ကကျွန်တော်တို့ဒီနှစ်ခုတူညီလားလို့ကျွန်တော်တို့စစ်တာပေါ့နော်age က20နဲ့ညီတယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင် age က20ထက်ကြီးတယ်ဆိုရင်ပြီးလို့ရှိရင် age က20အောက်မယ်တယ်ဆိုလို့ရှိရင် age က20တစ်မဲ့ညီပြီးတော့မှ21ထက်ကြီးတယ်ဆိုလို့ရှိရင်သို့မဟုတ် age က19နဲ့ညီပြီးတော့မှ19ထက်ကြီးတယ်ဆိုလို့ရှိရင်သို့မဟုတ် CTR ရန်ကုန်နဲ့မညီဘူးဆိုလို့ရှိရင်စသည်ဖြစ်ပေါ့နော်ဒါကတော့ဒီ compression operator ရဲ့အတိတ်ပဲပေါ့နော် okay ဒါကတော့ကျွန်တော်တို့အထွေထူးတော့မရှိဘူးပေါ့နော်ကျွန်တော်တို့ငယ်ငယ်တော့သင်ခဲ့တဲ့သင်ချာနဲ့တော့သဘောတရားချင်းတော့အတူတူပါပဲပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပူပြီးတော့မှတင်တာမင်းသားရှိအောင်ကျွန်တော်တို့ဒီဘက်ကMySQL Workspace မှာကျွန်တော်တို့လာပြီးတော့မှလက်တွေ့စမ်းကြည့်မယ်ကျွန်တော်အနည်းဆုံးဒီကောင်လေးကိုချိန်လိုက်အောင်မယ် okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချိန်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကအရင်ဆုံးဒီမှာကျွန်တော် database ကြီးကကျွန်တော်အရှိရ lesson တွေမှာကျွန်တော်တို့ဒီ create လုပ်ခဲ့တဲ့ data တွေများ database တွေရှိရပေါ့ဒီမှာ school DB တို့ပြီးလို့ရှိရင် university DB တို့ရှိရအဲ့တော့ဒီနေ့ကတော့ကျွန်တော်ကdatabase တွေကိုကျွန်တော်တို့ create မလုပ်တော့ဘဲနဲ့ဒီရှိပြီးသား database တွေပေါ်မှာကျွန်တော်အခြေခံပြီးတော့မှာပဲဒီ query ကုတ်တွေကျွန်တော်ရေးသွားကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး new tab တစ်ခုခေါ်လိုက်မယ်ကျွန်တော်ကဒီဘက်ကဒီ school DB ထဲမှာပဲကျွန်တော်ကလာပြီးတော့ရေးမှာဖြစ်တဲ့အတွက်ကျွန်တော်အရင်ဆုံး use school DB ဆိုတော့ကျွန်တော်ခေါ်ပြရရပါတော့ဒီဒါအရေးကြီးပါတယ်ကိုdatabase တွေကဒီမှာအများကြီးရှိနေဖြစ်တဲ့အတွက်ဒီမှာ school DB smart study planner DB လို့ရှိရင် university DB စသဖြင့်database တွေကအများကြီးရှိရတဲ့အခါမှာကိုသုံးမဲ့ database ပဲ database ကိုသုံးပါလဲဆိုတော့ကျွန်တော်အရင်ဆုံးတက်လက်ပေးရတယ်ပေါ့နော်ကျွန်တော်ကဒီမှာschool DB ပဲကျွန်တော်သုံးမှာဖြစ်တဲ့အတွက် school DB ဆိုပြီးတော့ကျွန်တော်ပေါ်လိုက်တယ် okay ပြီးလို့ရှိရင်အကောင့်လေးကျွန်တော်ဒီမှာတစ်ချက် run ပေးလိုက်မယ် okay ဆိုလို့ရှိရင်တော့ဒီမှာuse school DB ဆိုပြီးတော့ကျွန်တော်တို့ကြာသွားပြီပေါ့နော် okay ဆိုလို့ရှိရင်ကျွန်တော်တို့ school DB တဲ့ကိုရသွားပြီကျွန်တော်အရင်ဆုံးစပြီးတော့မှခု table တွေကျွန်တော်တို့ဖန်တီးကြမယ်အရင်ဆုံးကျွန်တော်တို့မှာလည်း table ရဲ့ရှိနေပေါ့နော်အရင်ဆုံးအဲ့ table ကိုကျွန်တော်အရင်ဆုံးတွားပြီးတော့မှကျွန်တော်ဖြတ်ထားတယ်ပေါ့နော်အတစ်ပြန်ပြီးတော့ဖန်တီးမှာဖြစ်တဲ့အတွက်ကျွန်တော်ကstudent ဆိုတဲ့ table ကိုကျွန်တော်အရင်ဆုံးကျွန်တော်ဖြတ်ထားလိုက်မယ်ဒီမှာ table ကျွန်တော်ရေးဖို့ကြံခဲ့တယ်draw table student ဆို student ဆိုတဲ့ table ကျွန်တော်အရင်ဆုံးဒီမှာအရင်ဆုံးဖြတ်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ table ထဲမှာ student table မရှိတော့ဘူးပြတ်သွားပြီပေါ့နော်ဒီကောင်လေးကိုကျွန်တော်အရင်ဆုံးခဏပြန်ပြီးချက်ထားလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်အခုစပြီးတော့မှ table တစ်ခုကျွန်တော်ဖန်တီးမှာဖြစ်တဲ့အတွက်create table student ဆိုတဲ့ table ကျွန်တော်ပြန်ပြီးတော့မှတစ်ခါအတစ်ကျွန်တော်တို့ပြန်ပြီးတော့မှဖန်တီးလိုက်မယ်student student ဆိုတဲ့ table တခုကျွန်တော်ဖန်တီးမှာအဲ့ထဲမှာဘယ်လို constraint တွေကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် id ကျွန်တော်ထည့်မယ် id ကိုကြောကျွန်တော်တို့ဒီ student id ပေါ့နော် student id ကကျွန်တော် integer ဖြစ်မယ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့က auto increment ကျွန်တော်ထည့်မယ်ပေါ့နော်ကျွန်တော်တို့ manually သွားပြီးတော့မှရိုင်းမထည့်တော့ဘူး auto ထည့်ခိုင်းလိုက်ပဲပေါ့နော် auto increment ဆိုလို့ရှိရင်တယောက်ဆိုပထမဆုံးလာတဲ့တယောက်ဆိုလို့ရှိရင် id number 1နောက်တစ်ယောက်လာလို့ရှိရင် id number 2သူ့ဘာလို့ auto number တွေတက်သွားတာပေါ့နော် id number တွေတက်သွားတာကိုကျွန်တော်ပြောတယ်ပြီးလို့ရှိရင်ကျွန်တော် primary key ကျွန်တော်ထားလိုက်မယ်ARY primary key
primary key ကို id မှာကျွန်တော်ထားလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ကဗာထားမှာလဲဆိုလို့ရှိရင် name ကိုကျတော့ကျွန်တော်တို့ဒီ varchar ကျွန်တော်ထားပြလိုက်မယ်ပေါ့နော် varchar ကျွန်တော်50လောက်ထားလိုက်မယ်တချို့သူတွေရဲ့နာမည်ကကျွန်တော်အရင်ရှည်ကြရပေါ့နော်အဲကြောင့်ကျွန်တော်က varchar လို့ကျွန်တော်ထားပြလိုက်မယ်50လောက်ထိကျွန်တော်ထားပြလိုက်မယ်ပြီးတော့လို့ရှိရင်အသက်ပေါ့နော်အသက်ကလည်းကျွန်တော်တို့ integer ကျွန်တော်ထားပြလိုက်မယ်အသက်က integer ပြီးတော့လို့ရှိရင်သူ့ရဲ့ gender ပေါ့နော် gender ကိုကျတော့ကျွန်တော် varchar varchar 30လောက်ကျွန်တော်ထားပြလိုက်မယ် var ပြီးလို့ရှိရင်ကျွန်တော်ကcd ကိုလည်းကျွန်တော် varchar ကျွန်တော်ထားပြလိုက်မယ်varchar 30လောက်ထားလိုက်မယ်ပေါ့နော်တချို့မျိုးနာမည်ရနည်းနည်းရှည်တယ်လို့30လောက်ထားပြလိုက်မယ်ပြီးလို့ရှိရင် GPA ကျောင်းသားရဲ့ဒီအမှတ်ပေါ့နော် GPA GPA ကိုကျတော့ GPA ကကျတော့ 3.1 လို့ 4.1 ဆက်ပြီးအဲ့လိုမျိုးကျွန်တော်တို့ရှိနိုင်တယ်ဖြစ်တဲ့အတွက်ကျွန်တော် decimal ထားပြလိုက်မယ် decimal ကိုကျတော့ခဏန်း3လုံးထိထားပြီးတော့မှနောက်က floating point ကကျတော့ကျွန်တော်2လောက်ထားပြီးဒသမ2နေရာထိကျွန်တော်ယူပြလိုက်မှာပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ database ကကျွန်တော်တို့လိုချင်တဲ့ဒီ constraint တွေလည်းကျွန်တော်တို့ထည့်ပို့ရပြီဆိုတော့ဒီကောင်လေးကိုကျွန်တော်တစ်ချက် slap မှတ်ပြီးတော့မှကျွန်တော် run ချလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုတွင်းပြီးတော့ refresh လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ student ဆိုတဲ့ table တခုကျွန်တော်တို့ရသွားပြီပေါ့နော် okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေ table တခုခန့်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုတော့တို့အခု table တွေကိုကျွန်တော်တို့ data တွေတွားပြီးတော့ထည့်ကြမယ်အဲ့တော့ data ထည့်မှာဖြစ်တဲ့ပဲကျွန်တော်က insert into ဘယ်လိုထည့်မှာဆိုလို့ရှိရင် student student ဆိုတဲ့ table တွေကိုကျွန်တော်က data တွေထည့်မှာဖြစ်တဲ့အတွက်အရင်ဆုံးသူ့မှာပါတယ်ကျွန်တော်တို့ဒီ column name တွေကျွန်တော်တို့ထည့်အောင်ပေါ့နော် column name ကကျွန်တော်တို့ဒီ id ကကျွန်တော်တို့ထည့်စရာမလိုဘာလို့လဲဆိုလို့ရှိရင် id ကကျွန်တော်ဒီမှာ auto increment ဆိုတော့ကျွန်တော်တို့မထည့်တော့ဘူးဒီမှန်သူ auto တက်သွားလိမ့်မယ်ကျွန်တော် name ကနေစမယ်မပြီးရင် age ပြီးလို့ရှိရင် gender အနေနဲ့ကျွန်တော် space ချလို့မရဘူး age ပြီးလို့ရှိရင်ကျွန်တော် gender ပြီးရင်ကျွန်တော်ဗာလဲ cd cd ပြီးလို့ရှိရင်ကျွန်တော်ဗာထည့်ပြရမှာလဲလို့ရှိရင် gpa ဆိုတော့ကျွန်တော်ထည့်ပြရမယ်ပြီးလို့ရှိရင်ကျွန်တော်က value တွေကိုအများကြီးထည့်မှာဖြစ်တဲ့အတွက် value ဆိုရမှကျွန်တော်အောက်မှာကျွန်တော်အရင်ဆုံးထည့်မယ်ပထမဦးဆုံးចောင်းသားပေါ့နော်ဒီမှာကောင်မထားလိုက်မယ်ပထမဦးဆုံးចောင်းသားကိုကျွန်တော်က AA လို့ကျွန်တော်ထားလိုက်မယ် AA ပြီးလို့ရှိရင် AA ရဲ့အသက်ကိုကျွန်တော်က19နှစ်လို့ကျွန်တော်ထားပြလိုက်မယ်ပြီးလို့ရှိရင်သူက main ကလေးပေါ့နော် female female main ကလေးပြီးလို့ရှိရင်သူ့ရဲ့ CD ကကျွန်တော်ရန်ကုန်လို့ထားပြလိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့အမှတ်ကိုကျွန်တော်က3.75 ဒါမှ2နေရာအထိကျွန်တော်ဒီမှာ2နေရာအထိပဲယူလို့ရတယ်နောက်မှာ2ဆိုတော့ကနေကလည်းဒီမှာ3လုံးပေါ့နော်အဲ့တော့ 3.75 ဆိုကျွန်တော်ထားပြလိုက်တယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တက်ရောက်ရပြီပေါ့နော်အဲ့ဆိုကျွန်တော်နောက်ထပ်တက်ရောက်ကျွန်တော်ထပ်ထည့်မယ်နောက်တစ်ယောက်ကိုကျွန်တော်မျိုးမင်းကျွန်တော်ထည့်လိုက်မယ်မျိုးမင်းကိုကျွန်တော်အသက်21ကျွန်တော်ထားပြလိုက်မယ်သူကကျွန်တော်တို့ဒီယောက်ျားလေးပေါ့နော် male ပြောလို့ရှိရင်ပြီးရဲ့မျိုးကိုကျွန်တော် mandally လို့ထားပြလိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့အမှတ်ကိုကျွန်တော်က3.25 လို့ကျွန်တော်ထားပြလိုက်မယ် okay ဒါဆိုနောက်တစ်ယောက်ရပြီအဲ့ဆိုကျွန်တော်နောက်ထပ်တစ်ယောက်ကျွန်တော်ထပ်ပြီးတော့ထည့်မယ်နောက်ထပ်တစ်ယောက်ဆိုတော့ကျွန်တော်ကလှလေးကျွန်တော်ထည့်လိုက်မယ်လှရဲ့အသက်ကိုကျွန်တော်20လောက်ကျွန်တော်ထားပြလိုက်မယ် okay ပြီးတော့ဆိုလို့ရှိရင်သူကကျွန်တော် main ကလေးပေါ့နော်female main ကလေးကျွန်တော်ထားပြလိုက်မယ်ပြီးလို့ရှိရင်သူ့မျိုးကိုကျွန်တော်ရန်ကုန်လို့ကျွန်တော်ထားပြလိုက်မယ်YANGO ရန်ကုန်ပြီးလို့ရှိရင်ကျွန်တော်ကသူ့ရဲ့အမှတ်ကိုကျွန်တော် 3.90 ကျွန်တော်ထားပြလိုက်မယ် GB ကို okay ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ယောက်ကကျွန်တော်ကိုလို့ကျွန်တော်ထားပြလိုက်မယ်ကိုကကျတော့အသက်22နှစ်ရှိသွားပြီပြီးလို့ရှိရင်သူ့ရဲ့အသက်ကသူ့ကိုကျတော့ရတာပြီးဆိုတော့ကျွန်တော်က male ကိုကျွန်တော်ထားပြလိုက်မယ်ပြီးလို့ရှိရင်သူ့ကိုကျတော့ကျွန်တော်ဘကူပေါ့နော်ဘကူကနေသူ့ရဲ့မျိုးကိုထားပြလိုက်မယ် GB ကိုကျတော့ကျွန်တော်က 3.85 လောက်ကျွန်တော်ထားပြလိုက်မယ်okay ရပြီဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ယောက်ထပ်ပြီးတော့ထည့်လာမယ်နောက်တစ်ယောက်ကိုကျွန်တော်ဆူပေါ့နော်ထားလိုက်ပါတော့ဆူကျွန်တော်ထည့်လိုက်မယ်ဆူအသက်ကို23ထားပြလိုက်မယ်တိရမျိုးဘက်ကြောင့်ဆူဆိုမယ်နေပေါ့နော်ဟုတ်လားလေ single code ပဲကျွန်တော်ရေးလိုက်မယ်TMEL female okay ဟုတ်ပြီပြီးလို့ရှိရင်သူ့ကိုကျွန်တော်နေပြီးတော့လို့ကျွန်တော်ရေးလိုက်မယ်okay နေပြီးတော့လို့ကျွန်တော်ရေးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင် GB ကိုကျွန်တော်က 3.40 ဆိုပြီးကျွန်တော်ထားပြလိုက်မယ် okay ရတယ်ဒါဆိုကျွန်တော်နောက်ထပ်တစ်ယောက်ကျွန်တော်ထပ်ပြီးတော့ထည့်ကြည့်လိုက်မယ်
Okay နောက်တစ်ယောက်ကိုကျွန်တော်ကဘယ်သူထည့်ပါထွန်းထွန်းကိုကျွန်တော်ထည့်လိုက်မယ် Okay ထွန်းထွန်းရပြီထွန်းထွန်းရဲ့အသက်ကိုတော့ကျွန်တော်20ကိုကျွန်တော်ထားပြလိုက်မယ်ထွန်းထွန်းဆိုရတာလို့ပေါ့နော် MA မျိုးပေါ့ Okay ဟုတ်ပြီဆိုလို့ရှိရင်သူ့မျိုးကိုကျွန်တော်ရန်ကုန်လို့ကျွန်တော်ထားရမယ်ရန်ကုန်အမှတ်ကိုကျွန်တော်3.10ဆိုပြီးကျွန်တော်ထားပြလိုက်မယ် Okay ဒါနောက်ဆုံးတစ်ယောက်ကျွန်တော်ထည့်လိုက်မယ်နောက်ဆုံးတစ်ယောက်ကိုကျွန်တော်ကမေမေလို့ကျွန်တော်ထည့်လိုက်မယ်မေမေပေါ့နော်မေမေရဲ့အသက်ကိုကျွန်တော်22နှစ်ကျွန်တော်ထားပြလိုက်မယ်မေမေဆိုတော့ main ကလေး Okay ပြောလို့ရှိရင်ကျွန်တော်မြို့ကိုကျတော့မန္တလေးပေါ့နော်မန္တလေးဟုတ်ပြီမန္တလေးကိုမှကျွန်တော်ကသူ့3.GB ကိုကျတော့3.95တော့ကျွန်တော်ထားပေးလိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရပါပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီ TV တွေကို data တွေကျွန်တော်ထည့်ပွားပြီပေါ့နော်ဒီမှာကျွန်တော်တို့နောက်တစ်ခါပြန်ပြီးစစ်မယ်ဆိုရင်တော့စလုံးမောင်းမှာဆိုလို့ပေါ့နော်ကျွန်တော်ပြန်ပြီးစစ်လိုက်တယ် male female နေပြီးတော့မေးရန်ကုန်မန္တလေး Okay ဟုတ်ပြီကျွန်တော်ဒီကောင်းလို့ကျွန်တော် run ချလိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ TV တွေကို data ရောက်သွားပြီပေါ့နော်ဒီမှာ student ဆိုတဲ့ TV တွေကိုကျွန်တော် data တွေရောက်သွားပြီ Okay data ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ရေစုံတကယ်ရောက်တော့မရပါကျွန်တော်ရေ slash မှတ်ကြအောင် I'm sorry နော် ECD slash or from ဘယ်ရလဲ student ဆိုတဲ့ TV တွေကျွန်တော်အကုန်လုံး slash မှတ်ပြီးခေါ်ကြည့်လိုက်မယ် Okay ဒီမှာကျွန်တော်တို့ရောက်သွားပြီပေါ့နော် student ဆိုတဲ့ TV ထဲမှာဒီမှာကျွန်တော်တို့စမငါထည့်လိုက်တဲ့ဒီမှာအေးတို့မျိုးမင်းတို့လှလှတို့ကူကူတို့ဆိုးတို့ထွန်းထွန်းတို့ပြီးလို့ရှိရင်မေမြကျွန်တော်ရှိတာမေကနေပဲမေညဖြစ်သွားပြီပေါ့နော်အဲ့ဒါပါတော့မေမြတို့အကုန်လုံးရောက်သွားပြီပေါ့နော် Okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခု data တွေလည်းထည့်ပွားပြီကျွန်တော်လိုချင်တဲ့ data တွေလည်းရောက်သွားပြီဆိုတော့ကျွန်တော်ခုစပြီးတော့မှ operator ကျွန်တော်တို့ web class ကိုသုံးတော့မှ operator ကျွန်တော်တို့စစ်ကြည့်အောင်အဲ့တော့ကျွန်တော်ကဒီမှာဒီကလေးမှတ်လိုက်မယ် slash ဒီကောင်ပဲကျွန်တော်ပြန်ခေါ်လိုက်မယ် slash ကျွန်တော်ဘာပဲ slash all from student အဲ့မှာကျွန်တော်တို့ web class ကျွန်တော်ထည့်မှာဖြစ်တဲ့အတွက် WHE well ဆိုပြီးမှကျွန်တော်ကအရင်မျိုးကရန်ကုန်ဖြစ်တဲ့ဥပမာ CT ရရန်ကုန်ဖြစ်တဲ့အကြောင်းသားတွေပဲကျွန်တော်လိုချင်တာဆိုလို့ရှိရင်အဲ့တော့ကျွန်တော်က CT equal to ကျွန်တော်အရှိမတောင်းခဲ့တဲ့ equal to ပြီးလို့ရှိရင်YANGON ရန်ကုန်ဆိုပြီးကျွန်တော်မှတ်လိုက်ရေးလိုက်တယ်ဗောနော်အဲ့တော့မျိုးကရန်ကုန်ဖြစ်တဲ့အကြောင်းသားတွေပဲကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်အဲ့ကောင်လို့ကျွန်တော်ကဒီမှာ slang ကို range လိုက်မယ်ဆိုလို့ရှိရင်ဒီမှာရန်ကုန်ဖြစ်တဲ့အကြောင်းသားတွေပဲကျွန်တော်တို့ဗာပြီးပြန်ပြီးတော့မှဒီမှာကြာပြီဗောဒီမှာ3ယောက်ရှိတယ် AA ရဲ့လက်လာရဲ့ထွန်းထွန်းရဲ့ဒါ equal ဆိုရဲကျွန်တော်တို့ operator ကိုကျွန်တော်တန်းလိုက်တာအဲ့ဆိုရင်ကျွန်တော်တို့ set ပြီးတော့မှကျွန်တော်ဆက်ပြီးတော့ကျွန်တော်နောက်ထပ် operator ကျွန်တော်ကြည့်အောင်နောက်ထပ် operator ကျွန်တော် not equal to ကျွန်တော်သုံးကြည့်အောင်ဗျာအဲ့တော့မျိုးကရန်ကုန်မဟုတ်တဲ့အကြောင်းသားတွေဆိုကျွန်တော်ဒီမှာအချစ်က not လေးကျွန်တော်ထည့်လိုက်တယ်ရန်ကုန်ကမဟုတ်တဲ့အကြောင်းသားတွေပဲကျွန်တော်လိုချင်တာဆိုတော့ကျွန်တော်အဲ့ကောင်လေးကျွန်တော် slash မှတ်ပြီးတော့မှ run ကြည့်လိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ဒီမှာရန်ကုန်မဟုတ်တဲ့ဒီမှာမန္တလေးတို့ပဲကိုးတို့နေပြည်တော်တို့မန္တလေးတို့စသည်ဖြင့်ဒီမှာမျိုးမင်းတို့ကိုပိုးတို့ဆွဆွတို့မေပြားတို့ကျွန်တော်ကြာလာပြီပေါ့နော်ဒါရန်ကုန်မဟုတ်တဲ့ not equal operator ကိုကျွန်တော်တုံးလိုက်ပါပေါ့နော်အခုကျွန်တော်တို့ဒီ greater than ကိုကျွန်တော်တုံးကြည့်အောင်အသက်20ထက်ကြီးတဲ့အကြောင်းသားတွေကျွန်တော်လိုချင်တာဖြစ်တဲ့အတွက် CG နေရာမှာကျွန်တော် age ကိုပြောင်းလိုက်မယ်ပြီးလို့ရှိရင်အသက်20ထက်ကြီးတာလိုချင်တာဆိုရဲ greater than ကျွန်တော်တုံးလိုက်တယ်20ထက်ကြီးတာဆိုတော့20လို့ကျွန်တော်ရေးလိုက်တယ်အဲဆိုရင်အသက်20ထက်ကြီးရဲ့အကြောင်းသားတွေအကုန်လုံးပြပေးပါဦးကျွန်တော်ပြောလိုက်တယ်အဲဆိုရင်ကျွန်တော်ဒီကောင်လေး select မှတ်ပြီးတော့မှ run ကြည့်လိုက်မယ်ဒါဆိုအသက်20ထက်ကြီးတဲ့အကြောင်းသားတွေကမျိုးမင်းရဲ့ကိုကိုရဲ့ဆူဆူရဲ့မေမြရဲ့ပေါ့နော်ဒါအသက်20ထက်ကြီးတဲ့အကြောင်းသားတွေဒါ greater than ဆိုရဲ operator ကိုကျွန်တော်ပြီးသုံးလိုက်တယ် Okay အဲ့ဒါလို့ရှိရင်ကျွန်တော်ကူးဆက်ပြီးတော့မှ less than ကိုကျွန်တော်သုံးကြည့်အောင်ဗျာအဲ့တော့ကျွန်တော်ကဒီမှာ copy ကူးတော့မှအောင်လာချလိုက်မယ် less than ကိုမှကျွန်တော်ကဘာလဲ GBA 3.50 ထက်နည်းတဲ့အကြောင်းသားတွေပေါ့နော် GBA အဲ့တော့ကျွန်တော်မဲတာဆိုတော့ကျွန်တော်ဘာသုံးပါလဲဆို less than 3.50 GBA 3.50 ထက်နည်းတဲ့အကြောင်းသားတွေကိုကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်အကောင့်ကိုကျွန်တော် select လုပ်ပြီးတော့မှ run လိုက်တယ်ဆိုလို့ရှိရင်3.50 ထက်နည်းတဲ့အကြောင်းသားတွေဒီကိုမင်းမျိုးမင်းရဲ့ကိုရဲ့ဆူဆူရဲ့ထွန်းထွန်းရဲ့ဆိုပြီးတော့ကျွန်တော်တို့ကြာလာတယ်ဒါကကျွန်တော်တို့ less than ဆိုတဲ့ operator ကိုကျွန်တော်တောင်းသွားတာပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ခုဆက်ပြီးတော့မှ greater than or equal ကိုကျွန်တော်သုံးကြည့်အောင် greater than or equal ဆိုတော့ကျွန်တော်ကဒီမှာ greater than or equal ရေးလိုက်တယ်ဒီတစ်ခါတော့ကျွန်တော်က GBA 3.75 ထက်ကြီးနဲ့ညီတယ်3.75 ထက်လည်းများတဲ့အကြောင်းသားတွေကျွန်တော်ကလိုချင်တာဖြစ်တဲ့အတွက် greater than or equal ကျွန်တော်သုံးလိုက်တယ် greater than or equal အဓိပ္ပာယ်ဆိုတော့ညီတယ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်
ကျွန်တော်ဒီကောင်လို့ slash နဲ့ပြောမှာ run လိုက်တယ်ဆိုလို့ရှိရင် 3.75 တန်များတဲ့တောင်းသားတွေကဒီမှာထွက်လာတဲ့ AA ရဲ့နှစ်နရဲ့ဟေးမြရဲ့ဆိုပြီးတော့မှကျွန်တော်တွေထွက်လာရပါတော့ဒါ greater than or equal ကျွန်တော်အခု less than or equal ကျွန်တော်တို့ဆက်ပြီးတော့မှကျွန်တော်တို့စမ်းကြည့်အောင်ကျွန်တော်ကဒီမှာရေးလိုက်မယ် less than or equal ဒီခောက်ကတော့ကျွန်တော်တို့အသက်ကိုကျွန်တော်တွေလုပ်ကြည့်အောင်ညကျွန်တော်ကအသက်ကိုအသက်20အောက်20နဲ့လည်းညီရ20အောက်လည်းငယ်တဲ့အကြောင်းသားတွေပဲကျွန်တော်တို့ချင်တာဖြစ်တဲ့အတွက် grade less than or equal 20ဆိုရင်ကျွန်တော်ရေးလိုက်တဲ့ pin select မှတ်ပြီးတော့မှကျွန်တော်ဒီမှာ run ချလိုက်တဲ့ solution ရင်အသက်20အောက်ငယ်ပြီးတော့မှ20နဲ့ညီတဲ့အကြောင်းသားတွေဒီ AA ရဲ့လက်လရဲ့ထွန်းထွန်းရဲ့အဲ့မှာကျွန်တော်ဒီမှာ select all from မဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာလို့ကျွန်တော်ပြန်ပြီးတော့မှcopy ကိုရပါတော့ all မဟုတ်ဘဲကျွန်တော်က name နဲ့ age ပဲကျွန်တော်လိုချင်တာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ name ကော age ကိုကျွန်တော်ယူကြည့်လိုက်အဲ့ဆိုလို့ရှိရင်အကုန်လုံးမကြပြီးတော့ဘူးအသက်နဲ့နာမည်ပဲကျွန်တော်တို့ကြပြီးပါဘောနော်အဲ့ဆိုဒီမှာအသက်နဲ့နာမည်အဲ့တော့အသက်20အောက်နေပြီးတော့မှ20တဲ့ညီတဲ့လူတွေကမှကျွန်တော်နာမည်နဲ့အသက်ပဲလိုချင်တာဖြစ်တဲ့တဲ့မှာ AA ရဲ့လက်နရဲ့ထွန်းထွန်းရဲ့ဆိုပြီးတော့ဒီလိုကြပါဘောနော်အဲ့လိုပဲကျွန်တော်တို့ဒီဘောက GBA ပေါ့နော်ဘယ်အောင်ဒီမှာကျွန်တော် GBA ဒီကောင်လဲကျွန်တော်ဒီအပုံလုံးမလိုချင်ဘူးကျွန်တော်ကဘာပဲလိုချင်တာလဲဆိုလို့ရှိရင်နာမည်နဲ့သူတို့ရဲ့နာမည်နဲ့ GBA ပဲကျွန်တော်ကလိုချင်တာဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကို select all မဟုတ်ဘဲနဲ့ဒီမှာ name နဲ့ name ကော GBA ကိုကျွန်တော် review မှာကျွန်တော် run လိုက်တယ်ဆိုလို့ရှိရင်ဒီမှာသူတို့ရဲ့နာမည်နဲ့ဗာလဲဆိုလို့ရှိရင် GBA ပဲကျွန်တော်တို့ပြပေးပါတော့ဒီမှာလို့ရှိရင် AA 3.75 တက်လာ 3.90 မေးမြ3.95 စသည်ဖြစ်ကျွန်တော်တို့အဲ့လိုမျိုးกินပြီးတော့ကြပေးရပါတော့ဒါတော့ select off ကိုစိတ်ကြိုက်ကိုလိုချင်တဲ့ data ကိုကို filter လုပ်လို့ရတယ်ပေါ့နော် where clause ပို့တုံးမှာOkay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီနေ့ကျွန်တော်လေ့လာခဲ့တဲ့ဒီ completion operator ကိုသုံးပြီးတော့မှဒီ where clause နဲ့ဘယ်လိုမျိုး data ဒီကိုfilter လုပ်မလဲဆိုတဲ့အကြောင်းကျွန်တော်တို့လေ့လာခဲ့တာပေါ့နော်နောက်ထပ်သင်ခန်းစာကျွန်တော်တခြား operator တွေနဲ့ဘယ်လိုမျိုးတခြား operator တွေကိုကျွန်တော်တို့သုံးပြီးတော့မှဘယ်လိုမျိုး filter လုပ်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှလေ့လာကြအောင်ပဲပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့သင်ခန်းစာအကြောင်းလေးတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုသင်ခန်းစာမှာကျွန်တော်တို့ပြန်ပြီးတော့ပြချပါမယ်ကျွန်တော်တို့အခုဒီမှာရေးခဲ့တဲ့ဒီ query file လေးကိုပဲfile လေးကိုလည်းကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ Telegram channel မှာကျွန်တော်တို့တင်ပေးထားမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် နောက် file လေးကိုလည်းကျွန်တော်တို့တင်ပေးထားမှာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်ထုံးစံအတိုင်းပဲကျွန်တော်တို့ရဲ့ Telegram channel ကိုတွားပြီးတော့မှ download ဆွဲပြီးတော့မှလေ့လာလို့ရပါတယ်အဲ့ဒီ Telegram channel ရဲ့ link ကိုလည်းကျွန်တော်တို့ဒီဗီဒီယိုရဲ့ description မှာထည့်ပေးထားမှာဖြစ်တဲ့အတွက်အလွယ်တကူတွားပြီးတော့မှ download ဆွဲလို့ရပါတယ်ခင်ဗျာအဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ